ခုခေတ်မှာ YouTube ဆိုတာဖြောပြရေးအတွက်တည်းမဟုတ်တော့ပဲကိုယ်ပိုင်ဝင်ငွေရှာဖွေနိုင်တဲ့နေရာကောင်းတစ်ခုဖြစ်နေပါပြီ။ဒါပေမဲ့လူအများစုကဘယ်လိုကွန်းတံမျိုးတင်ရမလဲဘယ်ကနေစရမလဲဆိုတာဝေခွဲမရဖြစ်နေတတ်ကြပါတယ်။ဒီနေ့ဗီဒီယိုမှာတော့မြန်မာနိုင်ငံကနေ YouTube ဗီဒီယိုတွေတင်ပြီးလူကြည့်လဲများဝင်ငွေလဲရစေမဲ့အကြောင်းအရာတွေကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးကြပါဦးခင်ဗျာ။ပထမဦးဆုံးအနေနဲ့ဤပညာနဲ့ဗဟုသုတအကြောင်းအရာတွေပါလူတွေဟာတခုခုဆိုရင် YouTube မှာရှာဖွေတတ်ကြပါတယ်။ဥပမာဖုန်းအသစ်တွေရဲ့အားသာချက်အားနည်းချက်တွေ application တွေကိုဘယ်လိုသုံးရမလဲဆိုတာမျိုးတွေပါသင်ကဤပညာဝါသနာပါရင်ဒါကသင်အတွက်အခွင့်အရေးပါပဲဒုတိယချက်ကတော့စားတောက်မှုနဲ့ချက်ပြုတ်နည်းတွေပါဒါကတော့ဘယ်တော့မှယူမသွားတဲ့ကွန်းတံမျိုးပါမိမိအိမ်မှာချက်စားနေကြဟင်းလျာလေးတွေကိုတန်တန်ရှင်းရှင်းနဲ့စနစ်တကျချက်ပြတာမျိုးဒါမှမဟုတ်အပြင်ကနာမည်ကြီးဆိုင်တွေကိုလိုက်စားပြီးအရသာကိုဝေဖန်ပေးတာမျိုးတွေကလူကြည့်တော်တော်များပါတယ်တတိယချက်ကတော့ဗဟုသုတနဲ့ပညာပေးအကြောင်းအရာတွေပါသင်ကဘာသာတက္ကကျွမ်းကျင်သူလားဒါမှမဟုတ်စီးပွားရေးအမြင်ရှိသူလားမိမိသိထားတဲ့ပညာရက်တွေကိုတပားသူနားလည်အောင်ပြန်လည်မျှဝေပေးခြင်းအပြင်ခိုင်မာတဲ့ကြည့်ရှုသူပရိသတ်ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်စတုတ္တအချက်ကတော့နေ့စဉ်ဘဝနဲ့ဖြောပြရေးပါအရန်ခက်ခဲတွေးနေကြမလို့ပါဘူးမိမိရဲ့နေ့စဉ်ဖြတ်သန်းမှုထူးခြားတဲ့ခရီးစဉ်တွေနဲ့အသဖြစ်ရဲ့လေးတွေကိုရိုးရိုးသားသားတင်ဆက်တာဟာလည်းကြည့်ရှုသူတွေနဲ့ပိုပြီးနီးစပ်မှုရှိစေပါတယ်ဒါအပြင် YouTube မှာတင်ဖို့အတွက်တခြားကွန်းတဲ့အနေနဲ့ဆိုရင်ဂိမ်းဆော့ပြခြင်းဥပမာ Mobile Legends တို့ PUBG တို့စတဲ့နာမည်ကြီးဂိမ်းတွေကိုဆော့ပြခြင်းဒါမှမဟုတ်ဂိမ်းသတင်းတွေတင်ဆက်ခြင်းခရီးသွားဘလော့မြန်မာပြည်အနှံ့နဲ့ပြည်ပခရီးသွားနေရာများရဲ့လှပမှုတွာလာနေထိုင်မှုများကိုတင်ဆက်ခြင်းသတင်းနဲ့လက်ရှိဖြစ်ရများနေ့စဉ်ထူးခြားသတင်းများနဲ့လူမှုကွန်ရက်ပေါ်မှာရေးပန်းစားနေတဲ့အကြောင်းအရာများကိုယ်တိုင်လုပ်ပစ္စည်းလေးများအိမ်တွင်းအလှဆင်ပစ္စည်းလက်ဆောင်ပစ္စည်းများကိုကိုယ်တိုင်ပြုလုပ်ပြခြင်းအလှအပနဲ့ fashion မိတ်ကလိန်ဤအသားရည်ထိမ့်သိမ့်နည်းနဲ့ဝတ်စားစင်မှုဆိုင်ရာအကြံပြုချက်များကျန်းမာရေးနဲ့အကစားအိမ်မာတင်လေးကျင်ကန်လုံနည်းနဲ့ကျန်းမာရေးနဲ့ညီညွတ်သောနေထိုင်စားသောက်မှုပုံစံများစီးပွားရေးနဲ့ငွေကြေးစီမံမှုငွေစုနည်းရင်းနှီးမြှုပ်နှံမှုအကြောင်းနဲ့စီးပွားရေးအမြင်များလှုပ်ဆောင်မှုနဲ့စိတ်ခွန်အားဖြည့်စာစုများဘဝအောင်မြင်ရေးနဲ့စိတ်သက်ခွန်အားဖြစ်စေမဲ့ပြောကြားချက်များထူးဆန်းထွေလာများနဲ့ဗဟုသုတကမ္ဘာပေါ်ကထူးဆန်းသောအကြောင်းအရာများနဲ့မတည်သေးသောအချက်အလက်များကလေးများအတွက်ဖြောပြရေးပုံမြင်ပြောခြင်းကလေးသချင်းများနဲ့ကလေးကစားစရာများအကြောင်းအိမ်မွေးတလိပ်ဆန်များချစ်စရာကောင်းသောခွေကျောင်းလေးများ၏ဗီဒီယိုများနဲ့ထိမ့်သိမ်းဆောင်ရှောက်ရေးနည်းများရုပ်ရှင်နဲ့သချင်းဝေဖန်ချက်ရုပ်ရှင်အညွှန်းများ movie recap ဇာတ်ကားသုံးသက်ချက်များနဲ့သချင်းများအကြောင်း reaction ဗီဒီယိုများအခြားသူများရဲ့ဗီဒီယိုများကိုကြည့်ရှုပြီးမိမိရဲ့ခံစားချက်ကိုပြန်လည်တင်ဆက်ခြင်းနေ့စဉ်ဘဝမိမိ၏နေ့စဉ်ဖြတ်သန်းမှုအလုပ်လုပ်ပုံနဲ့ဘဝနေထိုင်မှုပုံစံကိုရိုးရှင်းစွာတင်ဆက်ခြင်းစတဲ့ကွန်းတန်းတွေလုပ်လို့ရပါတယ်။ YouTube မှာအောင်မြင်မှုဆိုရင်အချက်၃ချက်ရှိပါတယ်။၁ချက်ဗီဒီယိုတွေပုံမှန်တင်ပါတစ်ပတ်မှာအနည်းဆုံးဗီဒီယို2ခုလောက်ပုံမှန်တင်ပေးဖို့လိုအပ်ပါတယ်။၂ချက်အရည်အသွေးရုပ်ထွက်ကြည်လင်ဖို့နဲ့အတန်ရှင်းလင်းဖို့အထူးဂရုစိုက်ပါ။၃ချက်စိတ်ရှည်ပါဝင်ငွေချက်ချင်းမရနိုင်ပေမဲ့စူးစမ်းမှုရှိရင်ဒီနေ့မှာအောင်မြင်မှုကသင်လက်ထဲရောက်လာမှာပါကဲအခုပြောပြသွားတဲ့အကြောင်းအရာတွေကသင်ဘလို့ကွန်းတံမျိုးကိုစတင်ဖို့စိတ်ကူးထားလဲဆိုတာဗီဒီယိုရဲ့အောက်မှာမှတ်ချက်ရေးခဲ့ပေးပါဦးနော်ဒီဗီဒီယိုလေးကသင်အတွက်အကျိုးရှိတယ်ဆိုရင်လည်း channel လေးကို like and subscribe လုပ်ခဲ့ပေးပါဦးခင်ဗျာ